တင်စိတ်တဲ့ကြပြီဆိုတာနဲ့တင်းရဲ့ဝင်ငွေကြပြီတာမှတ်လိုက်တော့အဲစကားမှတ်ထားဆရာပြောစကားတင်စိတ်တဲ့ကြရင်ဝင်ငွေကြအဲဒါဆိုတင်စိတ်တမကြဘူးအမြဲတမ်းမျောလင့်ခြင်းနဲ့ရှင်တန်နေတဲ့စိတ်ဓာတ်ရှိနေဘာဖြစ်လဲကျော်လာပေါ့ဗျာဘာမရှိနေပါစေမျောလင့်ခြင်းရှိတယ်ဆိုတဲ့သူကအနာဂတ်စပြီးအကောင်းဆုံးနာဂတ်ဘာမှမစမရှိနေဘူးတင်းမှာဘာရှိရမလဲမျောလင့်ခြင်းရှိရမယ်မျောလင့်ခြင်းရှိရင်တင်းအနာဂတ်တောက်ပပြီအာမခံရတယ်အေးဒါဆိုရင်ဆရာအကောင်းဆုံးမျောလင့်တာနဲ့အဆိုးဆုံးဖြစ်ခဲ့ရောမှတ်ထားအဲ့ဒီအဆိုးဆုံးကအကောင်းဆုံးထဲကိုရောက်ဖို့ရတော့လှေကတစ်ပဲဖြစ်ရမယ်အကောင်းဆုံးမျောလင့်ရတာနဲ့အဆိုးဆုံးတွေကြော်ရပါလေအဲ့ဒီအဆိုးဆုံးကသိရဲ့အောင်မြင်ခြင်းရဲ့ပါနိုင်ကိုတွားဖို့လှေကတစ်ပဲဖြစ်ရမယ်လေမုန်တိုင်းတွေလဲသူဆုံးမပြေးခဲ့တယ်အရာရတနိုင်တဲ့အိုဖယားရှိသခင်ယေရှုဒီသေးခြင်းမလဲသူထားမြောက်ခဲ့